အင်္ဂလန်မှာတော့နာဇီတွေဘုံကျဲလာနေပြီဖြစ်တဲ့အတွက် Brave တို့လေယာဉ်မှုတွေကလိုက်လံတားဆီးဖို့ကြိုးစားပါတယ်ဂျာမန်လေယာဉ်အများပြားကိုပြစ်ချနိုင်ခဲ့တဲ့ Brave နောက်မှာရန်သူလေယာဉ်တစ်စီးကအမျိုးတကြီးလိုက်ပစ်နေရကြောင်းလေယာဉ်ကိုယ်တွေကနေစီတွေပန်းထွက်လာပြီးမိထားလောင်ပါတယ်လေဒီနဲ့ထွက်မရပဲပိတ်မိနေတော့မှနောက်ကထပ်မံပစ်ခတ်မှုကြောင့်လေယာဉ်ကိုထိန်းချုပ်လို့မရတော့ပဲပင်လယ်ထဲကိုထိုးဆင်းသွားပါတယ်ဟာဝိုင်မှာဖျားเจ้าကပြန်လာတဲ့ Evelyn တယောက် Brave ထံစာရေးရမှာမို့တငယ်ချင်းတွေကိုနှုတ်ဆက်ခဲ့ပါတယ်။ရေတပ်သင်္ဘောပေါ်ကစပူမှုနဲ့အင်ဂျင်လောက်သားတို့ရဲ့လက်ဝဲပွဲကိုဒန်နီတို့ကလောင်းကြီးထက်နေကြပြီးဒိုရီလို့ခေါ်တဲ့စပူမှုကနိုင်သွားပါတယ်။စေကန်းလာပြတဲ့ဒိုရီမေလာကိုလက်ဝဲပွဲမှာနိုင်ရင်ဘာရလဲပြီးတော့လေးသားမှုလို့ဖြေကကဘာကြီးကိုမြင်နိုင်မှုယောက်ျားကောင်းတယောက်ဖြစ်ဖို့တက်ဆက်ကထွက်လာခဲ့ပြီးမြဲရေတပ်မှာတနက်ပြစ်ခွင့်မရပဲပကံဆေးပေးနေရတဲ့ဆိုတာကြောင့်မဖြစ်ရလေကောင်းလေလို့အားပေးလိုက်ပါတယ်။ဒိုရီထွက်သွားတာနဲ့စစ်ယူနီဖောင်းအပြည့်နဲ့ရောက်လာတဲ့ဒန်နီကစကားတစ်ခုမှမပြောပေမဲ့ဒါဟာ Brave ရဲ့သတင်းသုံးမှန်သိလိုက်ပါတယ်။ဘယ်ဖြစ်ဖြစ်သူ့အတွက်ရှိပေးမှုတဲ့ Brave အကြောင်းပြောပြတဲ့အခါဒန်နီဟာလေမောင်းတော်သူအဖြစ်သူမကိုပြောမှုတဲ့ညမှာပဲဆန္ဒရအင်္ဂလန်ကိုထွက်သွားတဲ့ဆိုတဲ့စကားကြောင့်သူ့ကိုပြောသွားတာတာဝန်ချခံရတာဖြစ်ကြောင်းဒန်နီနားမလည်နိုင်ဖြစ်သွားပါတယ်။အဲဒီနောက်တငယ်ချင်းဖြစ်သူ Brave Macaulay အတွက်အရက်တစ်ခွက်စီကန်မြောက်ဆုတောင်းပေးလိုက်ကြပါတယ်။ဘယ်သူမှမသိအောင်တိုက်ပွဲအတွက်ပြင်ဆင်နေကြတဲ့ဂျပန်တို့ကအမေရိကန်တွေခုခံချိန်မရအောင်တေချာလေ့ကျင့်နေကြပြီးရေဒီယိုအဖွဲ့ကလည်းဟာဝိုင်အပါဝင်ပစိဖိတ်ကပြစ်မှတ်စခန်းအားလုံးထံရှုပ်ထွေးသွားစေမဲ့ဂျားပြတ်မှတ်စိတ်ရွှေပို့ရန်ပြင်ဆင်ထားပါတယ်။ 懸命な人間は戦わずして戦に勝つよ。1941 ဇူလိုင်လ DC ကရေတပ်ဌာနထောက်လှမ်းရေးကောင်းဆောင်ဟာသူတို့စီဝင်လာတဲ့စာတွေကဂျပန်တွေရဲ့ရေတပ်ဟာတောင်ဘက်ကိုသွားနေတဲ့ထင်အောင်ရည်ရွယ်ချက်ရှိရှိပို့နေရလို့ရေးမိပေမဲ့ဘလို့အကြောင်းရင်းနဲ့လှည့်သားနေတဲ့ဆိုတာကိုတော့မသိသေးပါဘူး။အိမ်မက်ဆိုးတွေနဲ့ Evelyn ထံရောက်ဖို့နောက်ကျနေတဲ့ Brave စာတွေကြောင့်6နာရီကြောင်ခောက်ထားတဲ့ဆိုတဲ့ငှက်ရုပ်လေးကိုကြည့်နေမိပါတယ်။3လကြာပြီးနောက်အမေရိကန်တို့ဟာဂျပန်တို့နဲ့ငြိမ်းချမ်းရေးကိစ္စဆွေးနွေးနေကြောင်းရဲ့ Western Charge ကလည်းသူ့ကိုယ်သာလက်နက်ပစ္စည်းထောက်ပံ့ပြီးရင်နိုင်အောင်တိုက်ပြမယ်ဆိုတဲ့သတင်းတွေကြားမှာလေရင်ပြတ်ကျပုံတွေကြောင့်ရုပ်ရှင်ရုံတွေကထထွက်သွားတဲ့ Evelyn နောက်ကိုဒန်ဒီကလိုက်လာပါတယ်။ငယ်တင်ကစက်ကူအတောင်ပံတွေနဲ့စပားကြီးပေါ်ကခုန်ချမှုတဲ့ Brave အကြောင်းလေးကိုဒန်နီကပြန်ပြောပြနေပြီးခြေထောက်တစ်ဖက်ကျိုးသွားတာတော့အတောင်ပံထက်လုပ်ပေးဖို့လာပြောမှုတယ်လို့ဆိုပါတယ်။စိတ်လှုပ်ရှားရင်စကားထစ်တတ်တဲ့ရက်ကလည်းသူ့ချစ်သူဘတ်ဒီကိုလက်ထပ်ခွင့်တောင်းနေပြီးကော်ဖီဆိုင်က Evelyn တို့ကိုစားနောက်သွားပါတယ်။နောက်ဆက်ပြီးထပြန်သွားတဲ့ Evelyn ရဲ့လက်ကင်ဘွားကိုကြည့်ရင်နောက်ကလိုက်ပြန်ပေးနေတဲ့ဒန်နီကိုအရေးမပါတဲ့လက်ကင်ဘွားလို့ပြောတော့နောက်တစ်ခါဖုန်းဆက်ပြီးလာတွေ့လို့ရမလားမေးကပြန်သွားပါတယ်။တငယ်ချင်းတွေကလည်းသူတို့အိပ်ပျော်နေချိန်မှာ Brave ကြောင့်ငိုနေတတ်တဲ့ Evelyn ကိုကိုယ့်ဘာသာရှေ့ဆက်ဖို့နဲ့ဘတ်ဒီတောင် Run နဲ့လက်ထပ်တော့မှလို့တိုက်တွန်းကြပါတယ်။ဘတ်ဒီကပဲ Brave ကသူတည်သွားခဲ့ရင်တော့နေကိုရှေ့ဆက်စီခြင်းလို့သူတငယ်ချင်းကိုလှုပ်ပေးခဲ့တာလို့အသိပေးနေတဲ့အတွက်လက်ခံလိုက်ပြီး Brave ရဲ့စာတွေကိုထည့်သိမ်းကနှုတ်ဆက်လိုက်ပါတယ်။ရေတပ်ဌာနမှာတော့အော်တိုဘာ28ကရိုက်ထားတဲ့ကင်းထောက်ပုံတွေအရဂျပန်တို့ရေဒီယိုလိုင်းလုံးဝမတုံးပဲပြောင်းနေရမို့ထိုလေရင်တင်သင်္ဘောကြီးနှစ်စီးကဘယ်ရောက်နေတယ်လို့တွေးနေကြဂျပန်တို့ဟာဟာဝိုင်ဘက်ကိုချင်းကပ်လာနေပြီဖြစ်ပါတယ်။လေရင်ပြင်းနေတဲ့ဒန်ဒီထံအလှသုံးဝတ်ထားတဲ့ Evelyn ရှောက်လာနေပြီမို့တငယ်ချင်းတွေဟာသူတငယ်ချင်းကြီးသားကိုမကြိုက်ချင်ပေမဲ့အခုအဲ့လိုဖြစ်နေကြောင်းရင်ဖွင့်တော့အခြားတစ်ယောက်နဲ့မဟုတ်ပဲဒန်ဒီကဂယူးဆိုင်ပေးတာတငယ်ချင်းပို့ပြီးတာလို့မြှောက်ပေးကြပါတယ်။တိတိတတ်တာရှောင်ပေးသွားတဲ့အခြားလူတွေကြောင့်သူမတို့ကိုအဲ့လိုကြီးမထင်စေချင်မှုဆိုတဲ့ Evelyn ဟာနေဝင်ချိန်မှာပလဲစိတ်ကန်းကိုလေပေါ်ကကြည့်ကျင်လာလို့မေးကလေရင်အထူလိုက်စီကြပါတယ်။ဟာဝိုင်ရဲ့နေဝင်ချိန်အလှကို Evelyn နဲ့အတူပျော်ရွှင်သာကြည့်ပြီးပြန်ဆင်းလာတော့လွန်ခဲ့တဲ့တနင်္လာရီကလေးကမြေပေါ်ရောက်နေရမှာလို့အော်ဟစ်တတိပေးနေရတဲ့လေဒီစိတ်ယုံနဲ့ပြေးဝင်ခဲ့ကြပါတယ်။ထိုနေရာအရောက်မှာရင်တွေခုန်နေတဲ့ဆိုတဲ့ဒန်နီနဲ့အတူတယောက်ပေါ်တယောက်မမောတော့နမ်းပစ်ခဲ့ကြပါတယ်။နောက်တည့်ရက်အဲ့ကိစ္စဒန်နီကိုပြောမှဖြစ်မယ်ဆိုပြီးရောက်သွားတော့သူမနေ့ကအဲ့လိုတော့မပြောတဲ့အထိအရန်ပြောခဲ့တဲ့ဆိုတဲ့ဒန်နီဟာအခြေအနေတွေတအားမြန်လွန်းတယ်လို့ပြောလိုက်ပေမဲ့ဘဝတစ်ခုစတင်နေပြီလို့စိတ်အားထက်သန်သွားပြောနေတဲ့ဒန်နီကအားလုံးအဆင်ပြေသွားမှာပါလို့နှစ်သိမ့်ပေးပါတယ်။ပလဲစိတ်ကမ်းမှာရှိနေတဲ့ဂျပန်ထောက်လှမ်းရေးတွေဟာစိတ်ကမ်းကအမေရိကန်တို့ရဲ့သင်္ဘောတွေကျုံးရဲ့တိစောက်ပုံတွေကိုဓာတ်ပုံအပြည့်စုံရယူကအိမ်ပြန်လာပြီလို့စာပို့လိုက်ပါတယ်။မိုးမမြင်လေမမြင်ချစ်ခင်နေကြတဲ့ Evelyn နဲ့ဒန်နီတို့ကတော့ဥရောပမှာဖြစ်ပွားနေတဲ့ဒုတိယကမ္ဘာစစ်ကြီးသူတို့စီရောက်မလာဖို့ဆုတောင်းနေကြပြီး Evelyn တယောက်စတင်နေမကောင်းဖြစ်လာပါတယ်။နိုဝင်ဘာ29ရက်နေ့ရေတပ်ဌာနဟာရေလမ်းကြောင်းတစ်ခုမှမဖြတ်တဲ့ပင်လယ်လွတ်ဆိုတဲ့နေရာကနေတိုက်ခိုက်ရင်အာရှတိုက်တစ်ခုလုံးမြုပ်သွားတာတော့ဘယ်သူမှသိမှာမဟုတ်ပဲသူတို့ကိုလည်းဂျပန်တွေအဲ့နေရာကတိုက်ခိုက်နိုင်တယ်လို့တွေးနေကြပါတယ်။ဖိလစ်ပိုင်ဘက်ကိုကနဦးထွက်သွားတယ်လို့ယူဆပေမဲ့ဘူကြီးတောင်းကတော့ဖျောက်နေတဲ့ဂျပန်သင်္ဘောတွေဟာသူတို့အထိနာသေးမဲ့ပလဲစိတ်ကမ်းကိုဝင်တိုက်လိမ့်မယ်လို့မှတ်ချက်ပေးပါတယ်။တချို့ဗိုလ်ချုပ်တွေကတော့ဂျပန်ကနေပလဲစိတ်ကမ်းလို့နေရာအထိရေမိုင်4000ကျော်ကိုရေတက်မသွားနိုင်ကြောင်းထောက်ပြမေးခွန်းထုတ်နေတဲ့အတွက်သူသာချိုသိရင်စစ်ပွဲဖြစ်နေပြီလို့ပြန်ဖြေပါတယ်။ပြီးတော့ပလဲစိတ်ကမ်းတိုက်ခိုက်ခံရတာနဲ့ပစိဖိတ်ရေတပ်ဟာစစ်ပွဲတဲ့ဝင်နိုင်တော့မှမဟုတ်တဲ့အခြေအနေထိရောက်သွားနိုင်ကြောင်းသတိပေးပေမဲ့ကိုယ်စိတ်ခံစားချက်ကြောင့်ဒေါ်လာတန်းနဲ့ချီတဲ့ရေတပ်ကိုနေရာရွှေ့ရမှာလားလို့ပြန်မေးခံရပါတယ်။တစ်ဖက်မှာဂျပန်တို့ရေတပ်ကတော့ပစိဖိတ်သမုဒ္ဒရာအတွင်းတရိပ်ရိပ်ချင်းကပ်လာနေကြပြီးကျိုးကိုတိုက်ခိုက်လာရင်ဘယ်နေရာကတံပြန်မလဲဆုံးဖြတ်နေတဲ့အမေရိကန်တို့ထံတိုက်ခိုက်ဖို့အသင့်ပြင်နေကြပါတယ်။1941ဒီဇင်ဘာလ9ရက်နေ့တိုကျိုကနေပလဲစိတ်ကမ်းထဆက်သွယ်နေတဲ့ဖုန်းကိုဂျားဖြတ်နားထောင်ကြည့်တော့ဒေသခံသွားဆရာဝန်စီစိတ်ကမ်းရဲ့ရာသီဥတုသင်္ဘောသားတွေရဲ့အင်အားကြောင့်သူမသိတဲ့တစ်ဖက်လူကိုပြောပြခဲ့တာကြားလိုက်ရပါတယ်။ထိုကိစ္စဗိုလ်ကြီးကင်မဲထံသတင်းပို့တဲ့အခါနိုင်ငံတကာဖုန်းခေါ်ဆိုမှုတွေကိုဂျားဖြတ်နားထောင်မှန်မှန်သိလျက်နဲ့ဘာလို့ဆက်သွယ်တာလဲမေးတော့ယူဝက်စကားနဲ့မ
မဟုတ်ပဲလေရင်တင်သင်းမောတွေရဲ့တီနေရာကိုမင်းနေတယ်လို့ပဲဆိုတာကြောင့် FBI ကိုသတင်းပို့ခိုင်းလိုက်ပြီးသမုဒ္ဒရာကြီးတစ်ခုလုံးထဲမှာဂျပန်ရေတပ်ပြောင်းနေရာကိုအမြန်ဆုံးသန်းခိုင်းလိုက်ပါတယ်။ညဘက်တာဝန်ကျနေတဲ့ Evelyn ထံစစ်ဝတ်စုံအပြည့်နဲ့ရောက်လာသူက Ray ဖြစ်နေပြီးသူအသက်ရှင်နေသေးတဲ့ဆိုတဲ့စာကလည်း Danny စီဒီနေ့မှရောက်လာတာဖြစ်ပါတယ်။ရေထဲတိုးစိုက်သွားချိန်မှာ Evelyn ရဲ့ပုံရိပ်ကိုမြင်အောင်လာပြီးစူးစမ်းရုံထွက်ခဲ့တဲ့သူ့ကိုတန်ငါတယ်တွေကကယ်တင်ခဲ့တာဖြစ်ပါတယ်။ Ray ကိုအရှင်လက်မြင်လိုက်ရလို့တုန်လှုပ်သွားတဲ့ Evelyn ဟာသူပြန်လာမယ်လို့ပြောသားပဲဆိုကခုံမထိုင်ခိုင်းလိုက်ပါတယ်။မယုံတယ်လို့ကြည့်ရင်သူမှဒီလိုနေ့မျိုးကိုအချိန်တိုင်းမျှော်နေမိတယ်ဆိုကပင်လယ်ထဲပြစ်ချခံလိုက်ရလို့တေခဲ့ပြီးထင်ကြောင်းပြောပြတော့အေးခဲနေတဲ့ပင်လယ်ထဲမှာ Evelyn ကိုလွမ်းတဲ့စိတ်နဲ့မျောနေတော့ပြစ်တဲ့ငါးဖမ်းလေးကကယ်တင်ပေးခဲ့ပြီးအဲ့မှာအကြာကြီးကိုတက်နေရလို့မဆက်သွယ်နိုင်ခဲ့ကြောင်းရှင်းပြပါတယ်။အခုသူရောက်လာပြီလို့ပြောရင် Evelyn ကိုလွမ်းလိုက်တာလို့တစ်ဖက်ဖက်ပြောရင်နားလိုက်ပြီးမဲ့မျက်ရည်တွေနဲ့နောက်ဆုတ်သွားတဲ့ Evelyn ကရှင်သေသွားခဲ့တာလို့ပြောနေရကြောင်းသူပြန်ရောက်ပြီလို့ဖြစ်ရင်ငါတို့အထူးထူးရှိနေသေးတယ်မဟုတ်လားလို့စိုးရိမ်သွားမိလိုက်ပါတယ်။နောက်မှအပြေးရောက်လာတဲ့ Danny နဲ့ Evelyn ရဲ့မျက်ရည်တွေကိုမယုံနိုင်သောတလဲ့စီကြည့်လိုက်ပြီးငါအနာမလာနဲ့လို့ပြောကလှည့်ထွက်သွားပါတယ်။ဂျပန်တို့ရဲ့ရေဒီယိုဟာအချစ်တချင်းတွေထုတ်လွှင့်နေပြီးသူတို့လက်တိုက်မှာကိုအမေရိကန်တွေတန်တရားရှိရင်ရေဒီယိုကတတိပေးလိမ့်မယ်လို့ဆိုပါတယ်။ဟာဝိုင်မှာ Danny မပါတဲ့တငယ်ချင်းအဖွဲ့ကိုသူပြစ်ချခဲ့တဲ့နာဇီလေယာဉ်တွေအကြောင်းကိုပြန်ပြောပြနေချိန် Danny ရောက်လာတာကြောင့်ပုံမြန်တဲ့နာဇီတွေကအချို့အမေရိကန်လိုပဲနောက်ကျောကပြစ်တက်တယ်လို့ခန့်နေပါတယ်။စကားပြောစရာရှိတဲ့ဆိုတဲ့ Danny ကိုအရက်တစ်ခွက်ငဲကတေရွာပြန်တယောက်တော့ထင်သလိုမဟုတ်ခဲ့ပဲသူ့ရဲ့သက်သာရှိတဲ့ငယ်ချင်း Danny ကစစ်ပွဲကိုဒီကအားထုတ်ပြီးတဲ့အတွက်လို့ထည့်ရွက်ပြီးငှက်ပေးထားတဲ့အရက်ကိုရှင်ကျေးမှုအရတောက်ရရလို့ဆိုပါတယ်။ရှောင်ပေးမဲ့အခြားလူတွေကိုတားကသူအင်္ဂလန်မှာအတက်နဲ့ရင်းနေချိန်တငယ်ချင်းဖြစ်သူကသူမရှိတော့သူ့ကောင်မလေးကိုစောင့်ရှောက်ပေးထားတယ်ဆိုတာကြောင့်မင်းသိပြီအထင်နဲ့ငါတို့နှစ်ယောက်ရှေ့ဆက်ခဲ့တာလို့ဝန်ရှင်းပြပါတယ်။ပြီးတော့ Evelyn ကိုသူများစစ်ပွဲတိုက်ဖို့ထားသွားတဲ့အပြင်ငါ့ကိုလည်းမလိုက်နိုင်အောင်ထားသွားပြီးနောက်တေးပြီလို့ထင်ထားတာဆိုတော့သူတေတော့မလို့ဖြစ်နေချိန်မှာ Evelyn ရဲ့မျက်နှာကသူ့ကောင်းထဲမှာနောက်ဆုံးပေါ်လာတာမို့ဘာမှမဖြစ်ခဲ့သလိုလုံးမနေရန်ထားပြောပါတယ်။သူဒီမှာကြံနေခဲ့လို့ပြောင်းလဲသွားတာဆိုတဲ့ Danny ကအသားကြောင့်နေလိုက်ဆိုတဲ့စကားအတွက်သီးမခံနိုင်တော့ပဲစထိုးရင်အချစ်ဆုံးတငယ်ချင်းနှစ်ယောက်အကြီးကျယ်သက်ပုတ်ပါတော့တယ်။အဲဒီနောက်ကမ်းခြေလုံခြုံရေးတွေရောက်လာပြီးမို့အချုပ်ထဲမဝင်ခြင်းနဲ့နှစ်ယောက်သာကားနဲ့ထွက်ပြေးခဲ့ကြပါတယ်။ဒီဇင်ဘာ9ရက်နေ့မှာဂျပန်တို့ဟာပလဲစိတ်ကန်ရဲ့မိုင်320အနီးထိရောက်လာနေကြပြီဖြစ်ပြီးသူတို့နိုင်ငံရဲ့အခြေအနေကဒီစစ်စစ်ရေးပေါ်မူတည်နေပြီလို့တိုင်ပင်နေကြပါတယ်။ကမ်းခြေကထွက်ပြေးလာတဲ့ Danny ကသူ့မှာတအူးရဲသောမိသားစုဝင်အဖြစ် Ray မရှိတော့ချိန်မှာ Evelyn နီးတူအထီးကျန်ခဲ့တာဖြစ်ပြီးစစ်တပ်ဖို့အင်္ဂလန်ကိုထွက်သွားတဲ့ Ray အမားလို့ပုံမှန်တက်နေပါတယ်။ပြီးတော့ Ray ပြန်အဆင်ပြေဖို့ဘလို့နီးလန်းရှိနိုင်မလဲမေးပေမဲ့အရင်လိုပြန်မဖြစ်နိုင်တော့တာဖြေလိုက်ပါတယ်။နေထွက်စားပြလာတဲ့အချိန်မှာဂျပန်တို့ရဲ့အသေးခံစစ်စစ်ရေးတပ်သားတွေကကြံရစ်သူတွေအတွက်နိုင်ငံတာဝန်ထမ်းဆောင်ခဲ့ပြီးဖြစ်ကြောင်းတည်တန်းစာချန်ကစာပြေးခွက်တွေကိုကင်မြောက်လိုက်ပြီးလေရင်တင်သင်းမောကနေစတင်ထွက်ခွာလာပါတယ်။ငြိမ်သက်နေတဲ့ပလဲစိတ်ကန်ရဲ့မနက်ခင်းအချိန်ရေဒါခန်းကဒီလောက်များတဲ့လေရင်တွေပေါ်လာတာဖြစ်နိုင်လားလို့တွေးရင်အရာရှိတန်ဆက်သွယ်လိုက်ပြီးမဲ့ပြည်မကြီးကပို့လိုက်တဲ့ဘီဆန်တင်းလေရင်တွေမို့စိတ်မပူရမှာပါတယ်။ဂေါ့ဖ်ရိုက်နေတဲ့ဗိုလ်ချုပ်ကင်းမဲ့ထံသူတို့ကင်းလဲရင်ကရင်ငုတ်တင်မောတစ်စင်းကိုပြစ်ခဲ့တဲ့အကြောင်းမိနစ်30နီးပါးအကြာမှသတင်းပို့နိုင်ခဲ့သလိုရေတပ်ထောက်လှမ်းရေးရုံးကလည်းဂျပန်တို့ဘက်ကငြိမ်းချမ်းရေးဆွေးနွေးမှုကိုအသုံးဝင်ကြောင်းတိုကျိုမှာရှိတဲ့တန်ယုံကဂျားဖြတ်ဖမ်းယူနိုင်ခဲ့တာကြောင့်ခုံးဖီဆက်ကိုဆက်မသုံးဖို့တတိပေးလိုက်ပါတယ်။ထိုသတင်းကိုစိတ်ကန်းထန်ပို့နိုင်ခဲ့ပေမဲ့ပြင်းမတစ်ခုစီနဲ့ချင်းကပ်လာနေတဲ့ဂျပန်လေယာဉ်အစီး350ကျော်ဟာ